I am the moonlight that breaks through the darkness. အားလုံးပဲမင်္ဂလာပါ AM Game Shop နေပြန်လည်ကြိုဆိုလိုက်ပါတယ်မေလာတရက်နေ့မှာထွက်လာမယ်မီယာ Starlight Skin ရဲ့အကြောင်းကိုဒီဗီဒီယိုလေးမှာပြောပြသွားပါမယ်မိုဘိုင်းလီဂျက်နေမှာမီယာဆိုတာလာနဲ့သမီးရဲ့ချင်းမြောက်ချင်းခံရတဲ့သူဖြစ်တယ်မိုဘိုင်းလီဂျက်ယူနီဗာပျက်စီးမသွားအောင်ကယ်တင်ခဲ့တဲ့လူကလည်းမီယာပဲတကယ်တော့မီယာမှမိုဘိုင်းလီဂျက်ရဲ့မိခင်ကြီးပါကဲအိုက်ကွန်မှာပါမီယာရဲ့ပုံကိုထားရတာဆိုတော့ဘယ်လောက်ထိရေးပါလဲဆိုတာသိတာတယ်စကင်စုစုပေါင်း17ခုထိထွက်ထားတဲ့မီယာကဒုတိယမြောက် Starlight Skin မှာထွက်လာတော့မယ်ပထမစကင်လုံးကအစိမ်းရောင်ကိုအသုံးပြုခဲ့တယ်ပထမ Starlight Skin က2019နှစ်လပိုင်းနဲ့မှထွက်ရှိလာတာဖြစ်ပါတယ်ရှင်းနှစ်ကြာပြီးတဲ့နောက်မှာမီယာအတွက်အနီရောင် Starlight Skin ထွက်လာပါတော့မယ်မီယာ Skin ထွက်လာတာနဲ့မယ်လီရှာဘရူနိုလိုင်ယာတို့ရဲ့ Starlight Skin တွေပါပြန်ပါလာမယ်အဲ့သုံးကောင်ရဲ့အယောင်ချင်းရုပ်ထုတွေကိုလည်း Starlight Program အနေနဲ့လဲလို့ရမှာဖြစ်ပါတယ်ဆိုတော့အရန်လာတဲ့မီယာ Starlight Skin ကိုကျွန်တော်အနေနဲ့တော့ဝယ်သင့်တယ်လို့ညွှန်ချင်တယ်ဘရာဒါတို့ရောကြားရလားဆိုတာမှန်းခဲ့ကြပါဦးဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးဒီမှာပြန်တွေ့ကြပါမယ်See you guys